အားလုံးပဲမင်္ဂလာပါလူငယ်လက်ပြည့်လူငယ် podcast episode 2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှာတော့နီကိုကပေါ့ပေါ့ပါပါပဲအာလူဖုတ်ဖို့အတွက် Grace ကိုခေါ်ထားရပေါ့နော်ပူဇာထားရနီကိုလည်းသိကျင်တယ်ဒီကလူငယ်တွေလည်းသိကျင်မယ်လို့ထင်တဲ့မိကွန်းတစ်ခုပေါ့နော်ဒီနိုင်ငံခြားမှာပဲကြောင်းတက်တင်လားဒါမှမဟုတ်ရင်အလုပ်ပဲလုပ်တင်လားဆိုတော့ခေါင်းစဉ်အောက်မှာ Grace ကို sharing လုပ်ပေးဖို့ခေါ်ထားပါတယ်ကဲအဲ့တော့ Grace မင်္ဂလာပါမင်္ဂလာပါနီကိုအားလုံးမင်္ဂလာပါ Grace ဆိုလဲပေါ့နော်နိုင်ငံခြားမှာကြောင်းတက်နေရပြီးတော့ startup run နေတဲ့ entrepreneur တယောက်ဆိုတော့ဒီနိုင်ငံခြားမှာကြောင်းတက်တင်လားဒါမှမဟုတ်ရင်အလုပ်ပဲလုပ်တင်လားဆိုတော့မေးခွန်းပေါ့နော် Grace ဘယ်လိုထင်လဲပေါ့ Grace ရဲ့ထင်မြင်ချက်လေးတစ်ချက်လောက် sharing လုပ်ပေးပါအဲ့ဒီမေးခွန်းကြီးကနည်းနည်းလွဲနေတယ်တကယ်မေးရမှာဘာလဲဆိုတော့ငါက invest လုပ်နေတာလားဒါမှမဟုတ်ငါကအေးဆေးဆေး comfort zone ထဲမှာပဲရှိနေတာလားပေါ့တကယ်စဉ်းစားလိုက်မယ်ဆိုလို့ရှင်လေနိုင်ငံခြားမှာကြောင်းမဲ့တက်လောက်ခွင့်မှာပဲဝင်ပေါ့ it can either grow you or it can either trap you ပေါ့အဲ့ဆိုရင်နောက်ထပ်ညီကိုမေးချင်တဲ့ကိစ္စတစ်ခုရှိရပေါ့နော်အခုတော်တော်များများကြားနေရတချို့ influencer တွေပြောတဲ့မိကွန်းတွေရှိရပေါ့နော်မင်းကြောင်းမတက်နဲ့တော့အလုပ်ပဲလုပ်အဝချမ်းသာနေတဲ့အောင်မြင်နေတဲ့လူတွေတော်တော်များများကြောင်းထွက်ပြီးအလုပ်လုပ်ကြရဲပေါ့နော်အဲ့လိုမျိုးပြောတဲ့အမြင်တွေအများကြီးရှိရပေါ့နော်အဲ့အမြင်တွေကိုရော Grace ဘယ်လိုထင်လဲပေါ့အဲ့ဒါတော့ကြမ်းတက်တွေပေါ့လေဒါသူတို့မြင်တာလေးကိုသူတို့ကတော့ပြောတာပေါ့နော်ဒါပေမဲ့တကယ် reality check စေချင်တာပါလဲဆိုတော့တကယ်ဟိုမှာနာမည်ကြီးအောင်မြင်နေတဲ့ဘယ်သူရှိမလဲ Mark Zuckerberg တို့Bill Gates တို့ဟုတ်တယ်မလားသူတို့ဆိုလို့ရှိရင်တကယ်နာမည်ကြီးထိပ်တန်း university ကိုဝင်တာသူတို့ကအဲ့လိုမျိုး university ကပတ်စံပေးရင်တော့ဝင်လို့မနိုင်တဲ့ကျောင်းတွေကွာအဲ့တော့ပြောချင်တာမင်းတို့အဲ့လိုမျိုးကျောင်းတွေကိုအရင်ဆုံးဝင်အောင်လုပ်လိုက်အောင်အရင်ဆုံးစူးစမ်းလိုက်အောင်ဒါကြီးတို့သိရမလားဘာဖြစ်လဲဆိုတော့ဟုတ်တယ်မှန်တယ်ကျောင်းတွေက success ဆိုတာ100% guarantee မဖြစ်ဘူးအာမမခံဘူးကျောင်းတက်လိုက်တာနဲ့အောင်မြင်မသွားအောင်เนาะဒါကြီးတို့ဒါပေမဲ့ access တော့ပေးနိုင်တယ်အခွင့်အလမ်းတွေတော့ရှိနိုင်ပါတယ်လို့ risk မြင်တာပဲအဲ့ဆိုရင်ပေါ့နော်ဘလို့လူတွေကကြောင်းတက်တင်လဲပေါ့ဒီပညာရေးဘက်ကိုပို့ပြီးတော့ဦးစားပေးတင်လဲပေါ့ Okay ဘလို့လူတွေကတော့နိုင်ငံခြားမှာအမောက်တစ်ခုပေးပြီးတော့မှသွားတက်ရမှာလဲပေါ့နော်ပထမတစ်ချက် qualification လိုရတဲ့သူเนาะ certificate လိုရတဲ့သူဒီလိုမျိုးလူတွေကကြတော့မတက်လို့မှမရတာဥပမာနေနဲ့ကွာကိုကတော့ဒေါက်တာကြီးဖြစ်ချင်တယ်ဒါမျိုးဆိုလို့ရှိရင်ဒီတိုင်းလက်တန်းလူနာကိုခေါ်ပြီးတော့ခွဲစိတ်လို့မှမရတာဟုတ်တယ်နော် qualification တို့လိုအပ်တဲ့အတွက်ကြောင့်မို့လို့ grade ဆိုတာဈေးကြီးပြီးသွားတက်နေရတယ်ဈေးမကြည့်ရင်တော့မှပြောချင်တာကွာအချိန်တွေရောအမောက်တစ်ခုနဲ့သွားတက်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကတကယ် first qualification လိုအပ်တယ်ဆိုရင်တက်ရတော့မယ် secondly ဒီတစ်ချက်လည်းမေ့ထားလို့မရပါဘူးကိုယ့်ရဲ့မိဘကိုယ့်ရဲ့အိမ်ဒါမှမဟုတ်ကိုယ်တိုင်က financial support ရှိတယ်ဆိုလို့ရှိရင်တော့ဒါကလည်းအခွင့်အရေးအကောင့်တစ်ခုပဲဒါကြောင့်မို့လို့အဲ့ဒီရှိတဲ့အခွင့်အရေးကိုအကောင်းဆုံးကြိုးစားပြီးတော့မှယူစေချင်ပါတယ်အဲ့ဆိုရင်ပထမဆုံးကကိုယ့်ရဲ့ career က professional career qualification လိုချင်တဲ့လူတွေကတော့ပြီးတော့ဒီမိဘက financially ရထောက်ပံ့နိုင်တဲ့လူတွေကတော့ဒီပညာရေးဘက်ကိုဦးစားပေးတင်တယ်ပေါ့နော်အဲ့မှာဒီကိုတခုမေးချင်တာကဘာလဲဆိုတော့ဒီမိဘကပေါ့နော် financially အရာတိတ်ပြီးတော့အဆင်မပြေဘူးအရင်နီးမထုတ်ပေးနိုင်ဘူးပေါ့နော်ဒီလိုမျိုးလူတွေအတွက်ကရောကြောင်းတက်ဖို့ကအခွင့်အလမ်းမရှိတော့ဘူးလားပေါ့ဒီလိုမျိုးပဲဖြေရတော့မှာပေါ့နော်အဲ့လိုမေးပြီဆိုရင်တော့လူတိုင်းစီမှာကိုယ့်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်ဖို့ကြိုးစားပိုင်ခွင့်100%လူတိုင်းစီမှာရှိတယ်ဘလောက်ပဲအခြေအနေတွေကြုံဆုံလာပါစေပေါ့လေဥမာနေနဲ့ကိုယ်မိဘတကယ်တပြားတစ်ချက်မှမပေးနိုင်ဘူးပေါ့ဒါပေမဲ့ကိုယ်တိုင်စူးစမ်းလိုက်တဲ့အခါမှာfull scholar လည်းရတယ်at the same time ဟိုမှာရောက်တယ်ဆိုလို့ရှင်လဲ okay part time job တွေလုပ်မယ်အဲ့လိုမျိုးတွေတကယ်စဉ်းစားထားပြီးတကယ်လဲဟိုဘက်မှာအတိတွေရှိတာမျိုးတို့ဒါမှမဟုတ်အလုပ်ခွင့်အလုပ်ဒီလိုဒီ part time job တွေလုပ်ဖို့အခွင့်အလမ်းတွေရှိတယ်ဆိုလို့ရှိရင်တော့လေစူးစမ်းတလောက်အခွင့်အရေးတွေရှိလာမယ်လို့တော့ကိစ္စအားပေးချင်ပါတယ်စူးစမ်းပေါ့စူးစမ်းရမယ်ဒါကတော့ပေါ့နော် Grace ပြောသွားတာဒီပညာရေးဘက်ပေါ့နော်ဒီပညာရေးဘက်မဟုတ်ဘဲနဲ့ပေါ့နော်ဒီလူငယ်တွေက
ပျက်ဆန်ရှာခြင်းနဲ့အလုပ်ပဲလုပ်ချင်တယ်ပေါ့နော်ဒီလိုလူငယ်တွေလည်းရှိရပေါ့နော်အဲ့လိုလူငယ်တွေအတွက်ကြတော့ဘယ်လိုမျိုးလုပ်တင်လဲဆိုတာလေးတစ်ချက်လောက် sharing လုပ်ပေးပါဦး Grace တချို့လူငယ်တွေမြင်ဘူးတယ်ပေါ့နော်ပထမတစ်ချက် financial support မရှိတဲ့သူဒုတိယတစ်ချက် financial support မရှိတဲ့အပြင်ကိုမှကိုယ်တိုင်ကလည်းပြန်ပြီးတော့မှရှာကျွေးနေရတဲ့အခြေအနေတစ်ခုဆိုလို့ရှိရင်တော့အဖေကရှင်းသွားပြီပေါ့လေဒါပေမဲ့အဲ့ဒီအပေါ်မှာဘာမှစိတ်ထိခိုက်စရာအကြောင်းမလိုအပ်ဘူးဥပမာအနေနဲ့ကွာအခုနိုင်ငံခြားမှာကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့ရွယ်သူတွေကသွားပြီးမှတက်နေတယ်ပေါ့ငါကဘာဖြစ်လို့မတက်ရတာလဲဆိုတော့အဲ့ဒီ mindset တွေကိုမရှိစေချင်ဘူးသူတို့ကသူတို့ဟုတ်တယ်မလားငါတို့လေအဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့အခြေအနေတွေနဲ့ပုံမူတည်ပြီးတော့မှဒီလမ်းကိုရွေးလိုက်တာတော့မမောင်းလို့တော့ကိစ္စမြင်တာပဲတော့တကယ် short to the point ပဲ Grace က short to the point ပြောတော့ညီကို short to the point ထပ်မေးမယ်ပေါ့နော်Grace ဆိုလည်းဒီကြောင်းတက်နေနဲ့ startup run နေရလူဆိုတော့တချို့လူငယ်တွေရှိရကွာပညာရေးကိုလည်းလုပ်ချင်တယ်ဒါပေမဲ့အလုပ်တစ်ခုလည်းလုပ်ထားခြင်းတယ်ပေါ့နော်အဲ့လိုလူငယ်တွေအတွက်ကြရောနှစ်ခုစလုံးလုပ်လို့ရလားပေါ့ဒါ Grace ရဲ့ personal experience လေးတွေကိုလည်းတစ်ချက်လောက်လူငယ်တွေကို sharing လုပ်ပေးပါအောင်အဲ့ဒါတော့အကောင်းဆုံးပေါ့ Grace ရဲ့ personal experience အရာရော Grace ကြုံဖူးတဲ့ဟာတွေရောလုပ်ဖူးတဲ့ဟာတွေရောအဲ့ဒီလမ်းတစ်ခုလုံးကိုပြိုင်တူရှောက်စေချင်တယ်ဘလို့လဲဆိုတော့ study like an investor work like an entrepreneur investor တွေကအမြဲတမ်းသူတို့ဘာစဉ်းစားနေလဲဆိုတော့ငါဒီကနေဘလောက်ပေးရင်ဘလောက်ပြန်ရမှာလဲဒါ investor ရဲ့ mindset entrepreneur ရဲ့ mindset ကကြတော့အမြဲတမ်းပြဿနာတွေကိုဖြေရှင်းပြီးတော့မှဘလို့ဖြေရှင်းမလဲဆိုတာစဉ်းစားရင်းနဲ့သူတို့ကိုယ်တိုင်ကလည်းဖြေရှင်းဖို့ရန်အတွက် skill အမြဲတမ်းနေ့တိုင်းမှာသူတို့ build up လုပ်တာအဲ့လိုမျိုးနှစ်ခုပေါင်းလိုက်ရင်တော့ဘယ်လိုပြောရမလဲအောင်မြင်ဖို့နီးလန်းကအောင်မြင်မဲ့လမ်းစီကမြန်သွားသလိုပဲပေါ့လေmaybe ဒီလမ်းစဉ်ကလူတိုင်းနဲ့တော့ကိုက်ချင်မှကိုက်လိမ့်မယ် Grace အတွက်တော့ဘယ်လိုဖြစ်ခဲ့လဲဆိုရင်ကျောင်းတက်နေရင်းနဲ့ပေါ့နော်ကျောင်းလဲ full time တက်နေရင်းနဲ့startup တွေလည်းလုပ်တယ်freelance တွေ intern တွေလည်းလုပ်တယ်ပေါ့နော်ဒါကိုကစူးစမ်းသလောက် experience တွေကိုရှာတယ်ဆိုလို့ရှိရင်ကိုယ်တိုင် opportunity တွေကိုဖန်တီးတယ်ပေါ့ဆိုလို့ရှိရင်လေခွင့်လန်းနေရတဲ့ထက်ရလာမှာပဲ connection တွေအနေနဲ့ရတဲ့ထက်ရလာမှာပေါ့ဒါ investor တယောက်အနေနဲ့စဉ်းစားတယ်ဘယ်လောက်ထိရနိုင်မလဲဥပမာအနေနဲ့ကွာအခုကြည့်နေတဲ့သူကတက္ကသိုလ်ရောက်နေပြီပေါ့ဒါဆိုလို့ရှိရင်မင်းအများကြီးလဲ invest ပြီးကွာဟုတ်တယ်မလားရှင်းရှင်းပြောရမယ်ပတ်စံတွေလည်းအများကြီးကုန်ပြီလူပပန်းလက်ခံပြီးတော့နိုင်ပေါင်းများစွာလင်းနဲ့ကိုတည်ပြီးပြီကွာတခြားနိုင်ငံမှာအဲ့တော့ဘယ်လောက်ထိ return ပြန်ရမလဲကိုယ်တိုင်ရှာတော့မှာကိုယ်တိုင် investment လုပ်ရတော့မယ်ဟုတ်တယ်မလားဆရာမတွေစီကဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းစီက connection တွေနဲ့ဖြင့်ခဏလုံနေရင်ね internship တွေဆင်းတာပဲဖြစ်နောက်ထပ်တစ်ပိုင်းကဘာလဲဆိုတော့ corporate life မှာပေါ့ entrepreneur mindset လဲမစိုးလို့တော့မြင်တာပဲလူတွေထင်တာကလေentrepreneur က startup မှာပဲအဆင်ပြေမယ်ဒါမှမဟုတ်တချို့ကြတော့လေcorporate မှာအဆင်မပြေဘူးပေါ့ဒါပေမဲ့ Grace ကဒီလိုမျိုးစဉ်းစားစေချင်တယ် entrepreneur တွေကအမြဲတမ်းပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကိုယ်တိုင် skill build up လုပ်နေတယ်ကိုယ်တိုင်အမြဲတမ်းသင်ယူနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ corporate life မှာဘယ်လောက်တောင်မှ easy ဖြစ်လိုက်မလဲပြပြမယ်နော် corporate တွေကအရင် systematic ကြတယ်အရင် professional အရင်ဆန်တယ်အဲ့လိုဘုံကနေဘန်းကနေမလုပ်ဘူးဒါပေမဲ့ mindset က entrepreneur တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ entrepreneur ရဲ့ mindset ကဘာလဲဆိုခုနက Grace ပြောသလိုပဲအမြဲကိုဖြည့်နေတဲ့အတွက်ကြောင့်မို့လို့ဘာတွေနဲ့ဖြည့်မှာလဲခုနကတော့ corporate life မှာရှိတယ်သူတို့ရဲ့ system တွေဘယ်လို run နေဘယ်လိုလူတွေနဲ့ဆိုရင်တော့ဘယ်လိုမျိုး dynamic တွေရှိတယ်အများကြီးလေ့လာသင်ယူလို့ရတယ်ကွာသိရမလားဒါပေမဲ့ခုနတုန်းကလို့ investor တယောက်လို့လဲ study မလုပ်ဘူး entrepreneur တယောက်လို့လဲအလုပ်မလုပ်ဘူးဆိုလို့ရှိရင်သူ့ဘာသာသူကြောင်းမဲ့တက်အလုပ်ပဲလုပ်လို့သူ့ဘဝကြီးကတော်တော်လေးကိုခက်ခဲမှာဒါတော့ Grace ဒါလက်တွေ့ဆန်ဆန်ပဲပြောချင်းပေါ့လက်တွေ့ဆန်ဆန်ပဲပြောတာတကယ်ဒီနေ့က
knowledge တွေအများကြီးရပါပြီးတော့တကယ်လဲလက်တွေ့ဆန်ဖို့လိုအပ်တယ်ပေါ့နော်ဒီတော်တော်များများကဒီစာတွေ့တွေပဲပြောနေတာများတော့လက်တွေ့ဆန်ပြောတဲ့လူတွေအများကြီးလိုအပ်တယ်Chris ကိုလည်းအများကြီးကျေးဇူးတင်တယ်အဲ့တော့ဒီကိုနည်းနည်းလေး recap လုပ်ကြည့်မယ်ပေါ့နော်ကိုကအကြောင်းတက်မယ်ဆိုရင်တော့ investor တယောက်လိုမျိုးကြောင်းတက်တင်တယ်အဲ့ဟာနေငါဘယ်လိုမျိုးဘာတွေရနိုင်မလဲဆိုတာကိုတော့သိတင်တယ်ပေါ့နော်အလုပ်လုပ်မယ်ဆိုရင်က entrepreneur တယောက်လိုမျိုးအလုပ်လုပ်တင်တယ်အဲ့တော့နောက်တစ်ခုကပေါ့နော်အကုန်လုံးမှာ Chris ပြောသွားတဲ့ဟာကိုဒီကိုစဉ်းစားကြည့်ရတယ်လို့ပေါ့နော်ဘယ်လမ်းသွားမယ်ဘယ် career သွားမယ်ကကိုပဲမူတည်ရယ်ကိုကဒီဘက်အလုပ်ခွင်ဝင်ကျင်တာလားဒါမှမဟုတ်ရင်ကိုကဒီဘက်ပညာရေးဘက်ကိုဦးတည်မှာလားဆိုတာတော့ကိုမေးကြည့်ပါအဲ့တော့ဒီနေ့ knowledge တွေအများကြီးကို sharing လုပ်ပေးသွားတဲ့ Grace ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ဒီအခုကြည့်နေတဲ့လူငယ်တွေလည်းပေါ့နော် knowledge တွေအများကြီးရသွားမယ်လို့ညီကိုယုံကြည်ပါတယ်ကဲအဲ့တော့ဒီနေ့ podcast လေးကတော့ဒီလောက်ပါပဲ Grace ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကဲအဲ့တော့နှုတ်ဆက်လိုက်ကြမယ် bye bye အားလုံးပဲတတာ